မိခင်စိတ်ချမ်းသာဖို့တားလိမ့်မာလေးပဲလောက်တော့မယ်ဆိုရဲတေစာလင်းရောင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဂျစ်ကန်ကန်နိုင်ခြင်းကသူ့ရဲ့ signature တစ်ခုဖြစ်လို့နေတဲ့တေစာလင်းရောင်ကတော့မိန်းကလေးတွေရဲ့အားပေးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်အမိုက်စားပုံတွေနဲ့ပရိသတ်တွေရဲ့အသေးကိုချွေနေသူဆိုလဲမမားတာဖြစ်ပါတယ်သူ့ရဲ့ fashion တွေကလည်းအမြဲလိုလမ်းနေရဖြစ်ပြီးတော့ဒီနှစ်ပန်းတွေမှာဆိုရင်တော့တေစာလင်းရောင်ဟာတိတိတသားကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်ဝေဖန်တိုက်ခိုက်သူတွေရှိပေမဲ့လည်းသူ့ရဲ့ဆန်းကတော့ဘယ်တော့မှကြာမသွားတာဖြစ်ပါတယ်။တေစာလီယောင်ကတော့အခုချိန်မှာဘသူ့ကိုမှမကြောက်ပဲသူ့ရဲ့အမေကိုသာအကြောက်ဆုံးမှဆိုတဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့အမေကသူ့ကိုအမြဲတမ်းစေးလိုက်ထိုးနေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့ပုံတွေကိုခိုးရိုက်တာကတစ်မျိုးဗီဒီယိုတွေလည်းခိုးရိုက်ပြီးတော့အမေဖြစ်သူက Facebook မှာတင်တာကြောင့်သူ့ရဲ့ site တွေပဲ့တယ်ဆိုတဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။သူဟာပုံလှလှလေးတွေသူ့အကောင့်ထဲမှာအမြဲတမ်းတင်ပေးနေပေမဲ့အမေကလည်းသူ့ရဲ့ဆေးပုံတွေကိုသူမအကောင့်မှာတင်တာကြောင့်သူ့အနေနဲ့အမြဲတမ်းကွမ်းနေဆိုတဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။အမေကိုပုံတွေဖြတ်ပေးဖို့ပြောလဲအမေကမဖြတ်ပေးရကြောင်းအမေစိတ်ချမ်းသာရင်ပြီးရောဆိုပြီးတော့လွတ်ထားပေးလိုက်ကြောင်းလေးပြောပြလာခဲ့ပါတယ်။အမေကိုတော့အမြဲတမ်းစိတ်ချမ်းသာအောင်ထားဖြစ်တဲ့အကြောင်းလေးပြောပြလာခဲ့ပါတယ်။မိဘတွေကိုလည်းအိမ်ကောင်းကောင်းလေးမှာထားဖို့အတွက်စူးစမ်းနေတဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။စိတ်ကူးရင်ထိုင်အိမ်ပုံစံလေးရှိပြီးတော့လက်တွေ့မှာတော့ပတ်စံမရှိသေးလို့အိမ်တော့မဆောက်ဖြစ်သေးဘူး။ဒါပေမဲ့လည်းအိမ်ပုံစံလေးတွေတော့စေထားဖြစ်ကြောင်းလေးပြောပြလာခဲ့ပါတယ်။တေစာလင်းရောင်ကတားလိမ့်မာလေးတယောက်ဖြစ်ပြီးတော့မိဘကိုအမြဲစိတ်ချမ်းသာအောင်ထားကရသမျှပတ်စံကိုပြန်အပ်နေသူလေးဖြစ်ကြောင်းလေးပြောပြလာခဲ့ပါတယ်။သူဟာဆိုင်ကယ်တွေကိုလည်းနှစ်သက်သူတယောက်ဖြစ်ပြီးတော့အခုချိန်ထိဘာလုပ်မယ်ညာလုပ်မယ်ဆိုတာမျိုးအစီအစဉ်ချနေပေမဲ့လည်းအခုချိန်ထိတော့ရသမျှပတ်စံသုံးလို့ကုန်နေရတဲ့တင်ပတ်စံမစုဖြစ်သေးဘူးလို့လည်းဆိုလာခဲ့ပါတယ်။လူကျင်နာတွေကိုတော့အမြဲလိုပုံတွေစေးဖြစ်တဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။လူတိုင်းမှာစိတ်ကူးအိမ်မက်တွေရှိပြီးတော့သူ့မှာလည်းရှိတယ်လို့ဆိုပါတယ်။အခုလိုပရိသတ်တွေကအတိမတ်ပြုလက်ခံအားပေးလာကြောင်းလေးအတိုင်းမသိပျော်ရွှင်ရကြောင်းပြောပြလာခဲ့ပါတယ်။တေစာလင်းရောင်ဟာဆိုရင်တော့အရင်လိုမျိုးမဟုတ်တော့ပဲအခုဆိုရင်အားလုံးနဲ့လိုက်ရောညီထွေဖြစ်အောင်နေထိုင်တက်နေပြီပဲဖြစ်ပါတယ်။အရင်ကဘသူ့ကိုမှဂရုမစိုက်ပဲနေကျင်သလိုနေပြီးဂျစ်ကန်ကန်နိုင်ခဲ့သမျှအခုတော့ဖော်ရွေနေပြီပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာလည်းတခြားရုပ်ရှင်တွေထွက်ဖို့ရှိပြီးတော့ဇလန်းတွဲတွေလည်းများစွာထွက်ဖို့ရှိရဲ့အကြောင်းလည်းပြောလာခဲ့ပါတယ်။သူလည်းပိုကြိုးစားနေရကြောင်းသူ့ကိုအားပေးဖို့အတွက်လည်းတောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေနဲ့လည်းရင်းရင်းနှီးနှီးနေရတာကိုသဘောကျကြောင်းလည်းဆိုလာခဲ့ပါတယ်။အမေကိုလည်းစိတ်ချမ်းသာအောင်အမြဲထားကြောင်းနဲ့အမေကိုလည်းနေ့တိုင်းကြော့ပြီးမှအိတ်တက်တယ်လို့တော့ဆိုလာခဲ့ပါတယ်။အမေကတော့အမြဲစေးထိုးမဲ့သဘောရှိနေလို့အမေကိုတော့ဘာမှမပြောလို့တော့ပါဘူးလို့ဆိုပါတယ်။မနက်တိုင်းလည်းသူ့ရဲ့ဆေးပုံတွေတက်လာမလားဆိုပြီးရင်တမမနဲ့စိုးရိမ်ရကြောင်းလည်းရင်ဖွင့်လာခဲ့ပါတယ်။တေစာလေးယောင်ကတော့သူ့ရဲ့မိမိုက်ရဲ့ပုံစံတွေကြောင့်နှကန်းနီမာလေးတွေရဲ့အားပေးခြင်းကိုခံနေရသူလေးလည်းဖြစ်ပါတယ်။ဇလန်းတွဲတွေများစွာရိုက်ကူးနေရသူလေးဖြစ်ပြီးတော့တဆထက်တဆပူအောင်မြင်လာပြီးအမှုပညာလောကမှာလည်းနေရာတစ်ခုကိုရရှိလာသူလေးဆိုလည်းမမှားတာဖြစ်ပါတယ်။ကျိုးစားသူတွေအတွက်တော့နေရာတစ်ခုကအမြဲတမ်းရှိနေရဖြစ်ပါတယ်။ပရိသတ်တွေလည်းတေစာလေးယောင်ကိုသဘောကျလားဆိုတာကိုလည်းပြောပြသွားခဲ့ကြပါအောင်ရှင်။